ကျွန်တော်တို့ကကိုယ့်ဘက်ကမှားပါတယ်လို့လည်းဝန်ခံပြီးတော့မတောင်းပန်ဘူးအဲ့ဒီလိုပဲလုံးဝမမှားပါဘူးဆိုပြီးတော့လည်းမငြင်းဘူးအဲ့ဒါဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့ဘက်ကတော့ဟလာဒါမျိုးကဖြစ်ကောင်းဖြစ်တတ်ပါတယ်ဗျာဟလာမိတ်ဆွေဘက်ကနော်ဒီလိုမျိုးထိခိုက်နေတာသွားရတာပေါ့ကျွန်တော်တို့ဘက်ကလည်းခုခရဲတမိုင်းတစ်လျှောက်လောက်လာတာဒီလိုအမှားမျိုးမရှိခဲ့ပါဘူးဟုတ်လားအဲ့တော့မိတ်ဆွေနဲ့ကျွန်တော်နဲ့အကျိုးတူလုပ်ငန်းလေးဟုတ်တော့ project လေးတစ်ခုအတူတူလုပ်မယ်ဟုတ်လားကျွန်တော်တို့ဘက်ကတော့မမှားဘူးလို့ယုံကြည်တယ်မိတ်ဆွေဘက်ကလည်းဒါထိခိုက်နေတာသွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့စိတ်မကောင်းပါဘူးဒီတော့မိတ်ဆွေရတဲ့ရတိုက်တဲ့အရာနဲ့ကျွန်တော်တို့ဘက်ကပေးတင်ပေးတိုက်တဲ့အရာနဲ့ပူပေါင်းပြီးတော့ဟာဘုံကြီးတောင်းလေးလှူလိုက်ရင်ကောင်းမလားဖျားလေးလှူလိုက်ရင်ကောင်းမလားဒီလိုပုံစံမျိုးလောက်သွားတဲ့ဟာတွေရှိတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကနောက်ထပ်လုံးမဲ့ project လေးမှာအကျိုးတူပူပေါင်းပြီးတော့ဆောင်ရွက်မယ်ကျွန်တော်တို့ဘက်ကဟလာခင်ဗျားတို့ကျွန်တော်ပူပေါင်းပြီးတော့အမှားမရှိအောင်ဆောင်ရွက်ကြတာပေါ့အဲ့လိုမျိုးလေးသူ့ကိုကျင့်တဲ့အောင်လုပ်ပေးတာမျိုးငွေကြေးပေးတာမျိုးဒါမျိုးလေးတွေနဲ့ဖြည့်ရှင်းတာလည်းရှိပါတယ်အဲ့တော့ဒီ၃မျိုးတည်းဟာဘယ်ဟာကအကောင်းဆုံးလို့ဆိုလို့ရှိရင်ဘယ်ဟာမှအကောင်းဆုံးမဟုတ်ဘူးဘယ်ဟာမှအဆိုးဆုံးမဟုတ်ဘူးဘယ်ဟာကိုသုံးတယ်လဲဆိုရင် number 1 2 3ကြိုက်တာကိုသုံးလို့ရတယ်ဖြစ်လာတဲ့ပြဿနာပေါ်မှာမူတည်ပြီးတော့သုံးလို့ရတယ်မြန်မာနိုင်ငံကဖြစ်နေတဲ့လုပ်ငန်းတွေရဲ့ပြဿနာတွေအားလုံးတော်၎င်းကမ္ဘာမှာရှိနေတဲ့လုပ်ငန်းတွေအားလုံးတော်၎င်းဒီ၃မျိုးတွေကတစ်မျိုးမဟုတ်တစ်မျိုးနဲ့ဖြည့်ရှင်းသွားတာဖြစ်ပါတယ်နံပါတ်၄ကတော့နိုင်ငံရေးနဲ့လည်းသက်ဆိုင်နေတဲ့အတွက်၄မျိုးရှိတဲ့ကနောက်ထပ်ဗီဒီယိုလေးမှာကျွန်တော်အနေနဲ့တင်ပေးပါမယ်အခုကျွန်တော်ပြောသွားတဲ့နီလန်၃ခုဟာဆိုလို့ရှိရင်ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေ company လုပ်ငန်းတွေအတွက်မှာသုံးလို့ရတယ်လို့အကယ်ကိုယ့်ဘက်က complaint တက်တဲ့သူဖြစ်နေတယ်ဆိုလို့ရှိရင်လည်းတစ်ဖက်က company ကဒီ၃မျိုးတွေကနေပြီးတော့ဘယ်ပုံစံနဲ့ကိုယ်ဖြည့်ရှင်းပေးနေတယ်လဲဆိုတာကိုယ်အနေနဲ့သိရတာပေါ့ဗျာလုပ်ငန်းအတွက်တည်းမဟုတ်ဘူးမိမိရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေမိမိအိမ်ရဲ့မိသားစုပြဿနာတွေမှာလည်းဒီ၃မျိုးကိုကျွန်တော်တို့ကဟလာလိုအပ်ရင်လိုအပ်တယ်လို့နံပါတ်1 3မလားနံပါတ်2 3မလားနံပါတ်3 3မလားအသုံးပြုလို့ရပါတယ်ကျွန်တော်ရဲ့ TikTok account လေးကနေပြီးတော့ခုလို business English နဲ့ပတ်သက်တဲ့ knowledge လေးတွေကို၎င်းgeneral English နဲ့ပတ်သက်တဲ့ knowledge လေးတွေကို၎င်းအခြေခံပြီးတော့ content အမျိုးမျိုးကိုစိတ်ဝင်စားဖွယ်ဖြစ်အောင်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒီ TikTok account လေးကိုအပေါင်းလက္ခဏာလေးတွေနှိပ်ခဲ့ပေးပါအသေးလေးတွေပေးခဲ့ပေးပါမိမိရဲ့တငယ်ချင်းတွေကိုမျှဝေပေးဖို့အတွက် share ပေးပါလို့ကျွန်တော်တောင်းဆိုပါတယ်အခုလိုစိတ်ရှိတီးခံပြီးတော့နားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်